နာမည်တွေကလွဲရင်သူမဟာဘသူကိုမှမမှတ်မိနိုင်ခဲ့ပါဘူးလူတွေရဲ့ရုပ်သွင်းပြင်လက္ခဏာတွေကိုအလွတ်ကျက်ဖို့စူးစမ်းခဲ့ပေမဲ့လည်းသူမရဲ့အလုံးလုံးနိုင်စွမ်းကလုံးဝမကောင်းခဲ့ပါဘူးဒါကြောင့်ဆိုယွန်းတယောက်ပြာခတ်သွားပြီးအဲ့ဒီချိန်မှာပဲဟောလိုရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရပါတယ်ဟောလိုကသူမကိုစိတ်အေးထားဖို့နဲ့အဲ့ဒီတွေကိုမှတ်မိအောင်ကူညီပေးမယ်လို့ပြောခဲ့ပါတယ်နောက်ဆုံးမှာတော့ဟောလိုရဲ့ကူညီနဲ့ဆိုယွန်းဟာအလုပ်ကိုအပြည့်အဝအဆင်ပြေအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်ပါတီပြီးတဲ့နောက်ဆိုယွန်းဟာဟောလိုကိုကျေးဇူးတင်ကြောင်းပြောခဲ့ပြီးသူမရဲ့ယောဂအကြောင်းကိုလည်းပြောပြခဲ့ပါတယ်သူမရဲ့အမေပြီးရင်တော့သူမရဲ့အခြေအနေကိုသိတဲ့ဒုတိယမြောက်လူဟာဟောလိုပဲဖြစ်ပါတယ်ဟောလိုကသူမကိုဒီယောဂအကြောင်းဘာလို့လူတွေကိုမပြောတာလဲလို့မေးခဲ့ပါတယ်ဒီယောဂအကြောင်းမလို့သူမဟာချင်းကက်ရခတ်တဲ့လူတစ်ယောက်အဖြစ်အထင်လွဲခံခဲ့ရတာဖြစ်ပါတယ်ဆိုယွန်းကတော့ဟောလိုရဲ့မိကွန်းကိုမဖြေဘဲပြုံးပြယုံပဲပြုံးပြခဲ့ပါတယ်သူမရဲ့ယောဂအကြောင်းသိသွားပြီးတဲ့နောက်ဟောလိုဟာကောင်မလေးရဲ့မျက်လုံးတွေအဖြစ်ဆောင်ရွက်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာသူမရဲ့ဘေးမှာအမြဲတမ်းပေါ်လာပြီးလူတွေကိုမှတ်မိအောင်ကူညီပေးခဲ့ပါတယ်ဒါတွေကြောင့်ဆိုယွန်းဟာသူမသဘောကျနေတဲ့သူကိုမှတ်မိသွားပြီးနှုတ်ဆက်နိုင်ခဲ့ပါတယ်ဆိုယွန်းဟာလူတိုင်းနဲ့အဆင်ပြေအောင်ပေါင်းတင်နိုင်ခဲ့ပြီးအဖွဲ့တစ်ခုလုံးနဲ့အတူသူမရဲ့ပထမဆုံးညစာစားပွဲကိုဆင်နွှဲခဲ့ပါတယ်ပါတီပြီးသွားတာတောင်မှမန်နေဂျာတုံကသူမကိုကွန်ဆာလက်မှတ်တစ်ခုပေးခဲ့ပါတယ်ဆိုယွန်းဟာသူမသဘောကျနေတဲ့သူစီကလက်ဆောင်ရလို့လွန်စွာမှဝမ်းသာသွားခဲ့ပါတယ်ဟောလိုကသူမတိတ်တခိုးသဘောကျနေတဲ့သူနဲ့အတူကွန်ဆာကိုတွားဖို့အကြံပေးခဲ့ပါတယ်ဆိုယွန်းဟာတတိတွေကိုစူးစီးပြီးမန်နေဂျာတုံကိုတွားရှာကကွန်ဆာတွားဖို့သဘောတူကြောင်းပြောဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့သူ့ကိုတွားတွေးလိုက်တဲ့အခါသူမရှိကမြင်ကွင်းကြောင့်လွန်စွာမှအားတင်သွားခဲ့ရပါတယ်မန်နေဂျာတုံဟာလမ်းထောင်းတစ်ခုမှာအမျိုးသမီးတစ်ယောက်ကိုနမ်းနေတာပဲဖြစ်ပါတယ်သူမသဘောကျနေသူကိုချစ်သူနဲ့အတူမြင်လိုက်ရတာကြောင့်ဆိုယွန်းဟာမိုးရဲရည်ထဲမှာမငိုပဲမနေနိုင်ခဲ့ပါဘူးဆိုယွန်းဒီလောက်ထိရင်ခွဲမတက်ဝမ်းနေနေတာကိုမြင်တော့ဟောလိုဟာသူမကိုမိုးမဆူအောင်ကာကွယ်ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမိုးဆက်တွေဟာသူ့ရဲ့လက်ကိုဆူထွက်ဖြတ်တန်းသွားပြီးဆိုယွန်းရဲ့အဝတ်အစားတွေကိုဆက်လက်ဆူဆွတ်စေခဲ့ပါတယ်ဆိုယွန်းဝမ်းနေတာတွေကိုမေ့ပြစ်နိုင်အောင်လို့ဟောလိုကသူမကိုခေါင်းမိုးထက်ကိုခေါ်သွားခဲ့ပြီးသူမတယောက်တည်းအတွက်ပဲတီးတန့်ပါတီတစ်ခုပြင်ဆင်ပေးခဲ့ပါတယ်အဲ့ဒါကိုသူမတယောက်တည်းပဲမြင်နိုင်တာပါသူတို့နှစ်ယောက်ဟာညကောင်းကင်ညံအောက်မှာအတူတူကြပေမဲ့ပြင်ပလူတွေကတော့ဆိုယွန်းတယောက်တည်းကနေတာကိုပဲမြင်ရပြီးတစ်ခုခုမားနေပြီလို့ထင်ကရေမောခဲ့ကြပါတယ်ဆိုယွန်းဟာဝိုင်းကိုပျော့ပျော့ရှင်ရှင်တောက်လိုက်ပြီးခေါင်းမိုးထက်မှာပဲအိပ်ပျော်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအနက်ရောင်ဝတ်ဆင်ထားတဲ့အမျိုးသားတစ်ယောက်သူမရှိမှရုတ်တရက်ပေါ်လာခဲ့ပါတယ်အဲ့ဒီလူကမိခိုးရောင်မကိုချွတ်လိုက်တဲ့အခါဟောလိုနဲ့တပုံစံတည်းတူညီတဲ့ရင်းနှီးနေတဲ့မျက်နှာတစ်ခုပေါ်ထွက်လာခဲ့ပါတယ်သူကဆိုယွန်းရဲ့မျက်နှာပေါ်ကမျက်မှန်ကိုချွတ်ယူလိုက်ပြီးသူ့မျက်လုံးမှာပြန်တက်လိုက်ပါတယ်အဲ့ဒီလူကမျက်မှန်ကိုယူသွားခြင်းခဲ့ပေမဲ့ဟောလိုကဆိုယွန်းနဲ့အတူခဏလောက်ဆက်ရှိနေခွင့်ပေးဖို့တောင်းပန်ခဲ့ပါတယ်အဲ့ဒီလူကဟောလိုကိုအကြောင်းပြချက်မေးခဲ့ပေမဲ့ဘာအကြောင်းပြချက်မှမရှိဘူးဆိုတဲ့အဖြေကိုပဲရရှိခဲ့ပါတယ်အဲ့ဒီလူကဟောလိုနေပညာချိုရင်းနေပြီလို့ထင်မှတ်သွားပြီးချက်ချင်းထွက်သွားခြင်းခဲ့ပေမဲ့ဆိုယွန်းကရုတ်တရက်နိုးလာခဲ့ပါတယ်အဲ့ဒီလူကမျက်မှန်ကိုချက်ချင်းပြန်ချွတ်လိုက်ပါတယ်ဆိုယွန်းဟာမူးနေတဲ့အချိန်နဲ့အဲ့ဒီလူကိုဟောလိုလို့ထင်လွဲသွားခဲ့ပါတယ်သူမကအဲ့ဒီလူကိုတေချာကြည့်ဖို့ရှေ့ကိုတိုးလိုက်ချိန်မှာမတော်တဆခြေကလုတ်တိုက်လဲကျသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့နှုတ်ခမ်းချင်းထိကပ်သွားတဲ့ကန်ထဝင်မြောက်အခိုက်အတန့်ပေါ်ပေါက်လာခဲ့ပါတယ်ဆိုယွန်းဟာလက်နိုးသွားခဲ့ရပါတယ်သူမပြာရခတ်သွားပြီးသူမရှိကလူကိုဘာသူလဲဘာလို့ဒီကိုရောက်နေတာလဲလို့မေးလိုက်ပါတယ်ဆိုယွန်းဟာအဲ့ဒီလူကသူမရဲ့မျက်မှန်ကိုကင်ထားတာကိုမြင်လိုက်ရပါတယ်သူမဟာအိတ်ကိုချက်ချင်းဆွဲယူပြီးအဲ့ဒီလူကိုရိုက်လိုက်ကမျက်မှန်ကိုလူယူပြီးထွက်ပြေးသွားခဲ့ပါတယ်အဲ့ဒီလူကသူမနောက်ကိုလိုက်လာပြီးပြန်ခေါ်ကသူဟာမျက်မှန်ရဲ့ပိုင်ရှင်ဖြစ်ကြောင်းတက်တည်ပြခြင်းခဲ့ပါတယ်ဒါပေမဲ့ဆိုယွန်းကတော့သူ့မျက်နှာကိုမမှတ်မိနိုင်ခဲ့ပါဘူးဆိုယွန်းကသူ့ကိုလှစ်လျူရှူပြီးဆက်လက်ထွက်ပြေးခဲ့ပါတယ်ဆိုယွန်းဟာဖြတ်သွားတဲ့ရဲရရှိတွေကိုမြင်လိုက်တာနဲ့အဲ့ဒီလူကိုလက်ညှိုးထိုးပြပြီးချက်ချင်းအော်ဟစ်လိုက်ပါတယ်ဒါပေမဲ့သူမလည်းကြည့်လိုက်တဲ့အခါအဲ့ဒီမှာဘာမှမရှိတော့ပါဘူးရဲတွေကသူမစီကအရက်နှံ့ရတာကြောင့်သူမမူးပြီးကြောင်ချောက်ချဖြစ်နေတယ်လို့ထင်သွားကအိမ်ကိုမြန်ပြန်ဖို့ပြောခဲ့ပါတယ်အနက်ရောင်ဝတ်ထားတဲ့အဲ့ဒီလူကြောင့်မိတ်ဆက်ပေးပါရစေအဲ့ဒီလူရဲ့နာမည်ကနန်ဒူးဖြစ်ပြီးဆိုယွန်းလက်ထဲကမျက်မှန်ကိုသူ့ဒေသနာပြုထုတ်လုပ်ခဲ့တဲ့သူဖြစ်ပါတယ်သူကမျက်မှန်ကိုပြန်ယူဖို့လာခဲ့တာဖြစ်ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါတင်မကသေးတဲ့သူ့ရဲ့ပထမဆုံးအနမ်းကိုပါခိုးခံလိုက်ရတာပါရဲတွေရဲ့ဖမ်းဆီးခြင်းကိုမခံချင်ကြတဲ့အကြောင်းရင်းကတော့သူဟာတရားဝင်တည်ဆုံးပြီးသားလူဖြစ်စီးရင်ပေါက်နေလို့ပဲဖြစ်ပါတယ်အဲ့ဒီလိုတွေးဆုံပြီးတဲ့နောက်မှာတော့